Hello Hello ကျွန်တော် Sunny Lin ဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာကတော့ကျွန်တော်တွားလုပ်ခဲ့တဲ့6လခွဲအတော်အတွင်းမှာကျွန်တော်ရဲ့ experience နာတာတို့ discomfort ဖြစ်တာတို့စားရတာအဆင်မပြေတာတို့brace touching ရဲ့ side effect တွေရောအကုန်လုံးသိရမလားမိနစ်အနည်းငယ်နဲ့ပေါ့နော်ပြောပြမှာဖြစ်ပါတယ်ပထမအဆုံးကတော့ကျွန်တော် brace touch တာနာလား brace touch တာတော့နာလားဆိုတော့ကျွန်တော်ကnurse တယောက်ဖြစ်တဲ့အတွက် pain score ကို0ကနေ10တိရှိပါတယ်ကျွန်တော်ကဆက်စလုပ်တဲ့နေ့မှာ pain score 5နဲ့ပြောချင်ပါတယ်နာလားဆိုတော့အရန်ကြီးမနာပေမဲ့ဒါပေမဲ့တစ်ခုကိုက်ရင်တွားကျင်တဲ့ပုံစံမျိုးပေါ့နော်ခြီထားတဲ့အတွက်ကြောင့်တွားအရန်ကြက်ပြီးတော့ပေါ့နော်နေရတာအဆင်မပြေဘူးတွားကိုက်လိုမျိုးနာလားဆိုမနာဘူးကျွန်တော်ကတွားကိုက်ဖူးတယ်ပေါ့နော်တွားအန်တွားနှုတ်တဲ့အချိန်မှာအရန်အန်တွားကိုက်လို့နာတဲ့အနာဘာနဲ့မှမလဲနိုင်နှုတ်ပြီးတော့တလအတွင်းအဲ့လိုမချက်တဲ့အနာလည်းဘာနဲ့မှမလဲနိုင်ဘူးအဲ့ဒါကြောင့်တွားနာတယ်ဆိုတာနာတာbrace tag အဲ့နာနဲ့တခြားစီပဲ brace tag တာနာတယ်လို့ခေါ်လို့မရတဲ့အခြေအနေမှာပြောလို့ရတာပေါ့ discomfort နေရထိုင်ရအဆင်မပြေဘူးခုနဲ့အချိန်ခုတွားကျင်တာအဲ့လိုမျိုးအဲ့လောက်ပဲဖြစ်တယ်အဲ့နေ့မှာကျွန်တော်ကလှုပ်ပြီးချင်းမှာကျွန်တော်ရေခဲရေတောက်တယ်ဘာလို့ဆိုအဲ့လိုမျိုးအနာတက်တာအောင်ကျင်တက်တာအောင်အဲ့လိုမျိုးကျွန်တော်ဟာနဲ့ကျွန်တော်အဲ့လိုမျိုးတောက်လိုက်ရေခဲတောက်လိုက်တယ်ပြီးတော့ဗာလဲဆိုတော့ကျွန်တော်ညနေမှာပဲစံပြုတ်မစားခမင်းပဲစားလိုက်တယ်ဗာကျုပ်ကြုံနဲ့စားလိုက်တယ်ပြီးသွားတယ်မနေ့ကျတော့ပုံမှန်ပဲအဲ့လိုပြောမှာကျုပ်ကြုံနဲ့ပဲစားရတယ်အဆင်ပြေသွားတယ်ပြီးသွားတယ်အဲ့လောက်ပဲတပတ်လောက်ဆိုသူအနေထားကြာသွားတာဘာဖြစ်တော့အဲ့ဆက်စားလို့ပေါ့နော်နောက်ကျ appointment ပြန်လာ appointment တက်လာပြီးပြန်လာတဲ့အချိန်မှာသူကနည်းနည်း adjust လုပ်တဲ့အချိန်မှာအဲ့ဒါစပြီးတော့ပေါ့နော်အဲ့မှာတွားရွေ့တဲ့နေရာမှာပေါ့နာတာပေါ့နာတော့မဟုတ်အဲ့လိုမျိုးတိတာပေါ့နော်အဲ့နဲ့နာတယ်နည်းနည်းတိရပုံစံမျိုးပဲdiscomfort လောက်ပဲpain score က3လောက်ပဲအဲ့ချိန်မှာဆိုရင်ကျွန်တော်ကပြန်လာတဲ့ချိန်မှာကြတော့တရက်2ရက်လောက်ဆံပြုတ်တောက်လိုက်တယ်ပြီးရင်ငကိုတိုင်းပဲဘာစားမှမရှောင်ဒါပေမဲ့ကျွန်တော်ကြိုက်တဲ့အစားအစာအမာတွေမကြိုက်လို့ဖြစ်မှာဒါပေမဲ့ကျွန်တော်ပန်းကြည့်တော့မစားဘူးအဲ့လိုပုံမှန်ကတွားလောက်ထားရင်ရှေ့တွားကကြိုက်လို့အဆင်မပြေကျွန်တော်အနောက်တွားနေပဲကြိုက်တာများပါပေါ့နော်အဲ့ကြောင့်ကျွန်တော်မာတဲ့စားစာမကြိုက်တာဖြစ်ကျွန်တော်အစားတောက်တယ်မရှောင်ဘူးကျွန်တော်ကြိုက်တဲ့စားစာအကုန်စားတယ်တွားလို့တည်ရမလားဝိတ်ကြအထဲမှာကျွန်တော်မပါဝိတ်တွေတက်လာတယ်နောက်ပြီးတော့နောက်တစ်ခုကျွန်တော်ပြောချင်တာပေါ့နော်brace tag ပြီးတော့အဲ့လိုမျိုးချုပ်လူကြပေါ့နော်နှထင်တွေခြိုက်တာပါတာပြောကြပါပေါ့ကျွန်တော်ကခြိုက်လားဆိုတော့နည်းနည်းတော့ခြိုက်မယ်ထင်တာပဲဒါပေမဲ့အရင်တော့မဟုတ်ဘူးကျွန်တော်ငကိုကတဲ့မျက်နှာရှည်တာပေါ့နော်တွား brace tag ပြီးတော့ပို့ပြီးတော့ရှည်လာလို့ခံစားရပါပေါ့နော်ဒါပေမဲ့ကျွန်တော်ကြိုက်တယ်6လအတွင်းမှာ research ကိုကျွန်တော်ကြိုက်တယ်ပြီးတော့နောက်ခုကျတော့သွားပြင်ရင်ပေါ့နော်dentist ကိုရွေးဖို့အဓိကပေါ့နော်ရွေးရတာပေါ့နော်ချို့ dentist တွေကပေါ့နော်ဈေးကိုကြည့်ပြီးတော့ပေါ့နော်ချို့ဆရာဝန်က scale မကောင်းဆိုကိုပဲခံရမှာလေကျွန်တော် TikTok မှာတွေ့တာပေါ့နော်ကောင်မလေးတယောက်သူကမြန်မာပြည်မှာပြင်တော့မသိဘူးသူအစတော့သူသွားအဲ့လောက်ထိမဆိုညီစီလေးပဲဒါပေမဲ့သူကဘာကြောက်ပြင်လဲဆိုတော့သူကြိုက်နေသူရှိမှာပေါ့သူပြင်လိုက်တော့သူနှစ်ပြီးမှာဘာပြောင်းလဲမှုမရှိဘဲနဲ့သူသွားပူခေါ်လာတော့သူအဲ့လိုပြောတာပေါ့နော်ပြီးတော့ချုပ်ကောင်မလေးဆိုရင်ဒီမှာsmile line တွေပေါ်လာတာတို့နှထင်တွေခြိုက်တာတို့အဲ့ဒါကြောင့်ကိုမဝါနိုင်တဲ့အချိန်မှာပေါ့ချို့ကမသိဘူးကြောင်းpain score ချို့ကမဝါနိုင်တဲ့အချိန်မှာမာဆယ်က weak ဖြစ်ပြီးတော့အဲ့လိုမျိုးခြိုက်တာပါရှိမှာပေါ့နော်ကျွန်တော်ကကျတော့စားရတာပေါ့နော်ဝါရတယ်စားရတယ်အကုန်လုံးလုပ်တယ်ဆိုတော့အရင်မတိတာပေါ့နော်အဲ့ဒါတခုလည်းပါပေါ့ကိုနဲ့လည်းဆိုင်လည်းပါမှာပေါ့နော်ဒါပေမဲ့ဘယ်ရာမှာသူ့ရဲ့စိုးချိုးကောင်းချိုးတော့ရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့6လအတွင်းမှာဆိုးဘဝနာကျင်တာတော့ဘာတော့မရှိဘူး discomfort လောက်ပဲပေါ့ရှိတာပေါ့နော်မဲ့ကျွန်တော် dentist ရဲ့အခြေစုကြောက်လို့ဖြစ်မှာပေါ့နော်ကျွန်တော်လို့တွားထက်နေတဲ့ဟာပေါ့နော်ဖြစ်နေဟာပေါ့နော်လိုမျိုးဖြစ်အောင်တွားနှုတ်ဆရာလည်းမလိုဘူးဆိုတော့တော်တော်လေး scale ကောင်းတော့ပေါ့နော်ဒါပေမဲ့6လအတွင်းမှာတွား6မှမနှုတ်ရသေးပါဘူးဒါပေမဲ့ဆရာဝန်တို့ပြောထားတာပေါ့နော်အောက်တွားတော့နှုတ်ဖို့ရှိတယ်ဒါပေမဲ့အခုတော့မလှုပ်ရသေးဘူးဘယ်တော့လည်းမသိဘာလို့ဆိုတော့ကျွန်တော်ဒီဘက်ကြည့်လိုက်ရင်ကျွန်တော်ဘာလို့သွားပြင်ရလဲဆိုတော့ကျွန်တော်အောက်နှခမ်းပေါ့အောက်နောက်ခံပေါ်ထွက်နေတာပေါ့အရှိကိုထွက်နေတဲ့အတွက်ကြောင့်ကျွန်တော်အောက်နှခမ်းဝင်ချင်တာပေါ့နော်ကျွန်တော်တော့အနောက်အောက်တော့ဖြစ်ထွက်နေတဲ့ကြောင့်အနောက်ကိုပြန်ဝင်ချင်တာပေါ့ကျွန်တော်ထင်ရတော့ 100% တော့တွားနှုတ်အောင်ပါပေါ့နော်အခုတော့မဟုတ်သေးပါဘူးဘယ်တော့လဲတော့မသိဘူးနှုတ်လည်းဘာဖြစ်ပါဘူးဟုတ်ကဲ့
ဒီကျွန်တော်ဗီဒီယိုနားထောင်ခြင်းအဖြစ်ပေါ့နော်တွားလုပ်မယ်လုပ်ချင်တယ်ကျွန်တော်လုပ်တဲ့နေရာပဲနေရာလေးလုပ်ချင်တယ်ဆိုရင်ကျွန်တော်ကစင်ကာပူမှာလုပ်ပါတယ်ဒီက QNM Dental Clinic မှာလုပ်ပါတယ် Woodland Branch မှာပေါ့နော်ဒေါက်တာနာမည်ကြတော့ကျွန်တော်မပြောတော့ပါဘူးဒီစင်ကာပူမှာကြောက် PTPA ရှိတဲ့အတွက်ကြောင့်သိချင်ရင်ကျွန်တော် chat box လေးလာပြီးတော့မေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye